အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာအင်စုအင်္ဂလိပ်စာကိုဘယ်လိုစလေ့လာခဲ့လဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်ရှုသူကအင်္ဂလိပ်စာစလေ့လာနေရဲ့အင်စုအင်္ဂလိပ်စာဘယ်လိုလေ့လာခဲ့တယ်ဘယ်လိုလုပ်ပြီးတော့စခဲ့တယ်ဆိုတာသိချင်ရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါအင်စုကအင်္ဂလိပ်စာကို2021အဲ့ဒီလောက်ကစလေ့လာခဲ့တာဖြစ်ပါတယ်စလေ့လာတုန်းက taken phrases စကားစုတွေဖြစ်တဲ့ thank you very much thank you so much အဲ့ဒါတွေတောင်မသိသေးပါဘူးပထမဆုံးအင်္ဂလိပ်စာ meaning 10လုံးတက်ပါတယ်နေ့တိုင်း meaning 10လုံးတက်ဖြစ်အောင်တက်ပါတယ်အဲ့ဒီလိုမျိုး3လလောက်လုပ်ခဲ့ပါတယ်စကားလုံးလေးတွေနေ့တိုင်းလေ့လာနေတဲ့အချိန်မှာအခြေခံ grammar လေးတွေလည်းလေ့လာဖို့ကြိုးစားခဲ့ပါတယ်ဥပမာအနေနဲ့ eight parts of speech noun ကပါလဲ pronoun ကပါလဲအစတစ်ဖြစ် basic grammar အခြေခံ grammar လေးတွေကိုစာအုပ်လေးနဲ့ဒါမှမဟုတ် Facebook မှာရှိတဲ့ဗီဒီယိုလေးတွေနဲ့စာလေ့လာခဲ့ပါတယ်။ဒီနေ့ကိုစကားလုံး10လုံးတက်တယ်10ရက်ဆိုရင်အလုံး100ရက်30ဆိုရင်အလုံး300ဆိုတော့3လလောက်တက်ပြီးရဲ့အချိန်မှာ basic စကားလုံးလေးတွေနဲ့သိလာပါတယ်။အခြေခံ grammar တွေစကားလုံးတွေကို3လလောက်လေ့လာပြီးရဲ့အချိန်မှာ Facebook တွေ YouTube တွေမှာရှိတဲ့ English for Beginners ဆိုတဲ့ဗီဒီယိုလေးတွေနဲ့စလေ့လာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုတွေကစနားထောင်တဲ့အချိန်မှာတော်တော်ခက်ပါတယ်။သိနားမလည်ခဲ့ဘူး။ဒါပေမဲ့နားမလည်တဲ့စကားလုံးတွေကိုစာအုပ်ထဲမှာမှတ်တယ်။နောက်ပြီးတော့ English Myanmar Dictionary သုံးပြီးတော့အဓိပ္ပာယ်တွေကိုနားလည်အောင်လုပ်တယ်။စကားလုံးတွေကိုစာကြောင်းနဲ့ဘယ်လိုသုံးရမလဲဆိုတာကိုသွားကြည့်ပါတယ်။နောက်ပြီးတော့ကိုယ်ပိုင်စာကြောင်းလေးတွေလည်းစမ်းလုပ်ကြည့်ပါတယ်။စကိုပိုင်စာကြောင်းတွေ sentences တွေလောက်ရကြတော့ grammar အမားတွေအများကြီးပါတယ်နေ့စဉ်သုံးတဲ့ phrases တွေဖြစ်တဲ့ slow down please calm down အစရှိတဲ့စကားစုတွေကိုနေ့စဉ်ဘဝမှာပြန်သုံးဖို့လည်းစူးစမ်းကြည့်ပါရယ်ဥပမာအနေနဲ့ I want to eat ကျွန်ုပ်စားချင်တယ် I want to eat မြန်မာလိုပြောမဲ့အစား I want to eat လို့ English လို့တွေးပြီးတော့တစ်ခါလေကြာရင်ပြောကြည့်ပါရယ် I want to eat I want to eat I want to eat တကယ်လို့ရေတောက်ရမယ်ဆိုရင်ကျွန်တော်ရေတောက်ရမယ် I'm gonna drink a glass of water ခွက်တောက်ရမယ် I'm gonna drink a glass of water I'm gonna go out with my friends ကျွန်တော်တကယ်ချင်းတွေနဲ့အပြင်သွားရမယ်ဆိုပြီးတော့ English စာကြောင်းလေးတွေကိုကိုယ်တိုင်လုပ်ကြည့်ပါတယ်။ကစုတွေစကားလုံးတွေလေ့လာနေတဲ့အချိန်မှာမှန်ကန်တဲ့ the right pronunciation ကိုရဖို့ကြိုးစားပါ။ဘာလို့လဲဆိုတော့အချို့သောစကားလုံးတွေကမြန်မာအတန်ထွက်နဲ့အဲဒီ English အတန်ထွက်နဲ့မတူပါဘူး။ဥပမာအနေနဲ့ this word ဒီစကားလုံး comfortable English မှာဆိုရင် comfortable လို့အတန်ထွက်တယ်2021လောက်ကအစုစလေးလာဝဆိုအဲ့ဒါကို comfortable အဲ့လိုအတန်မထွက်ဘူး comfortable ဆိုပြီးတော့မြန်မာလိုပဲအတန်ထွက်တယ် English podcast တွေ conversation တွေတွားနားထောင်တဲ့အချိန်မှာသူတို့ပြောတဲ့အချိန်မှာ comfortable ဆိုတဲ့စကားလုံးကလေးလာပွားကြီးဒါပေမဲ့အတန်ထွက်ခြင်းမတူတော့နားမလဲဘူးသူတို့ဘာပြောမှန်းမသိဘူးကိုလေးလာနေတဲ့စကားလုံးရဲ့အတန်ထွက်အမှန်နောက်ပြီးစကားလုံးကိုနေ့စဉ်ဘဝမှာဘယ်လိုသုံးရမလဲဆိုတာကိုနားလည်အောင်သိအောင်လုပ်ပါဒါကအရေးကြီးပါတယ် is very important ဒီကအနေနဲ့လေ့လာခဲ့တဲ့ YouTube channel တစ်ခုကတော့ English with Jessica နဲ့ VOA Learning English ဖြစ်ပါတယ်နောက်တစ်ခုကကျတော့ Pepper Pig ဆိုတဲ့ကာတွန်းလေးဖြစ်ပါတယ်အဲ့ဒါကျတော့ UK accent နဲ့ဆိုတော့ British accent လေးလာနေတဲ့တ िश သူတွေအတွက်အဲ့ဒါကတစ်တော်ပါတယ်ဒီဆိုအခုတလောလုံးနေတဲ့ဗီဒီယိုတွေမှာ comment တွေတော်တော်များများတွေ့တယ်အဲ့ဒီ comment တွေကဘာရေးထားလဲဆိုတော့ English စကားနားလဲတယ်ဒါပေမဲ့ပြန်မပြောတတ်ဘူးလူတော်တော်များများကဗီဒီယိုကိုကြည့်လိုက်တယ်နောက်ပြီးတော့ practice လုပ်ဖို့ကြတော့အချိန်သိမ့်မပေးဘူးတို့က listening ကိုလုပ်တယ် reading လုပ်တယ်ဗီဒီယိုကြည့်တယ်ပြီးသွားတယ်အဲ့လိုမလုပ်ပါနဲ့ဘာလို့လဲဆိုတော့ဥပမာအနေနဲ့ကိုကကားဘယ်လိုမောင်းရမလဲဆိုတဲ့ဗီဒီယိုကိုကြည့်ရဲနောက်ပြီးတော့ရေဘယ်လိုကူးရမလဲဆိုတဲ့ဗီဒီယိုကိုကြည့်ရဲကိုကမလုပ်ကြည့်ဘူးဆိုရင်ဘယ်တော့မှတက်လာမှာမဟုတ်ပါဘူးတို့တွေတဏီကုံထိုင်ကြည့်နေလို့လက်တွေ့မစမ်းကြည့်ဘူးဆိုရင်ရမှာမဟုတ်ပါဘူး English speaking ပြောရလဲအဲ့လိုပဲဖြစ်ပါတယ်ကိုကဗီဒီယိုတွေကြည့်ရဲ listening တွေနားထောင်တယ်နောက်ပြီးတော့ writing တွေလုပ်တယ် reading တွေလုပ်တယ် speaking ကို practice မလေ့ကျင့်ဘူးဆိုရင်တော့တက်လာမှာမဟုတ်ပါဘူးပထမဆုံးဘယ်လိုစရမလဲဆိုတော့အခြေခံစကားစုလေးတွေကနေအရင်စပါဒီစကားစုတွေကိုစောက်ထဲမှာရေးချပြီးတော့နေ့တိုင်း
ပြန်ပြီးတော့ပြောပေးပါအဲ့ဒီစကားစုတွေကိုပြန်ပြီးတော့သုံးပေးကြည့်ပါအဲ့ဒီကစပြီးတော့နေ့တိုင်းပုံမှန်လုပ်လာရင် English speaking ကရသွားမှာဖြစ်ပါတယ်။ကြည့်ရှုသူတွေတော်တော်များများမှာနောက်ထပ်မေးခွန်းတစ်ခုရှိပါတယ်။အဲ့ဒီမေးခွန်းကဘာလဲဆိုတော့အင်္ဂလိပ်စာကလေးလာတာဘယ်နှစ်လောက်ကြာမှာလဲအဓိကကတော့လေးလာတဲ့ညီအပေါ်မှာမူတည်ပါတယ်တချို့ကအင်္ဂလိပ်စာလေးလာတာ2နှစ်လောက်နဲ့တက်သွားတယ်တချို့က3နှစ်တချို့က4နှစ်5နှစ်6နှစ်အဲ့လောက်ရှိတယ်အဓိကကတော့မှန်ကန်တဲ့နီလန်နဲ့လေးလာဖို့ဖြစ်ပါတယ်နောက်ပြီးတော့နေ့တိုင်းပုံမှန်လေ့ကျင့်မယ်တစ်နေ့ကို2နာရီဒါမှမဟုတ်3နာရီချိန်မရှိဘူးဆိုရင်မိနစ်30တနာရီလောက်လေ့လာရင်လည်းရပါတယ်အဲ့ဆိုကြတော့ပြောခဲ့သလိုမျိုး2021မှာအင်္ဂလိပ်စာစကားလုံးတွေကို3လလောက်ကျက်လိုက်တယ်နောက်ပြီး English phrases တွေကိုလေ့လာတယ် grammar အခြေခံလေးတွေကိုလေ့လာတယ် YouTube ကဒါမှမဟုတ် Facebook ကဗီဒီယိုတွေကိုဗီဒီယိုအတိုလေးတွေကိုကြည့်ပြီးတော့လေ့လာခဲ့ပါတယ်အင်္ဂလိပ်စာအုပ်လေးတွေလည်းဖတ်ခဲ့ပါတယ်အဲ့ဒီစာအုပ်လေးတွေနဲ့လေ့လာဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီစကားလုံးနေ့တိုင်း10လုံးကျက်တာနေစပြီးတော့အင်္ဂလိပ်စာကိုလေ့လာဖြစ်သွားခဲ့တာဖြစ်ပါတယ်စာလေ့လာရင်အင်္ဂလိပ်စာလေ့လာရတာခက်ပါတယ် grammar တွေဆိုလည်းခက်တယ် speaking ဆိုရင်လည်းခက်နိုင်ပါတယ်ဒါပေမဲ့နေ့တိုင်းပုံမှန်လေ့လာရင်လည်းရသွားမှာဖြစ်ပါတယ်ဗီဒီယိုကိုလောက်ရတဲ့ရည်ရွယ်ချက်ကဒီဗီဒီယိုမှာ comments လာရေးတဲ့သူတွေရှိပါတယ်သူတို့ကအင်္ဂလိပ်စာကိုဘယ်လိုစလေ့လာရမယ်မသိဘူးအဲဒါကြောင့်မလို့ဒီဗီဒီယိုလုပ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ကြည့်ရှုသူတွေကဘယ်ကနေစပြီးတော့အင်္ဂလိပ်စာကိုလေ့လာရမလဲမသိဘူးဆိုရင်တစ်ခုခုကနေစကြည့်ပါ grammar အခြေခံလေ့လာတာပဲဖြစ်ဖြစ် English phrases လေ့လာတာပဲဖြစ်ဖြစ် vocabulary တက်တာပဲဖြစ်ဖြစ်အဲ့ဒါကနေစကြည့်ပါအဲ့လိုလုပ်ရင်လည်းကိုယ်နဲ့ကိုက်ညီတဲ့နီလန်တွေကိုတွေ့သွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ် Thanks for watching today's video. I hope this video is helpful for you. Have a nice day everyone.